မင်္ဂလာပါမင်္ဂလာပါတူတီမျိုးတို့ရေမင်္ဂလာပါနော်ကျွန်တော်တူတီတော့တခါမှဒါမတင်ပေးဘူးပေါ့နော်ဗီဒီယိုအနေနဲ့ကတော့ဒါကျွန်တော်ပထမဆုံးတင်ပေးတာပေါ့နော်မနေ့ပြန်21ရက်3လ2025ခုပေါ့နော်2025ခုတောက်ကြနေပေါ့နော်ဒီတစ်ပတ်အတွက်တော့ဒါနောက်ဆုံးနေ့ပေါ့နော်ဒုတိယခဏစိတ်ဝင်စားတယ်ပေါ့လေစိတ်ဝင်စားတဲ့ဒုတိယဝါသနာရှင်တွေအတွက်ကျွန်တော်ခဏနေပေါ့နော်ဝါသနာပါတယ်ဆိုရင်တော့ပေါ့နော်ကျွန်တော်တငယ်ချင်းပေါ့နော်ကျွန်တော်တငယ်ချင်းတွေ့ပေးတဲ့ခဏလေးကိုကျွန်တော်မျှဝေချင်တာပေါ့နော်ဒီနေ့လည်းကျွန်တော်နေကြတာပရင်းနေတယ်ကျွန်တော်မနေ့ညနေအတွက်လုံးပိုင်ခွန်ငါဆိုပြီးတော့ကျွန်တော်မနေ့ကဗီဒီယိုဖိုင်တော့မဟုတ်ဘူးပေါ့နော်ဒီစာအနေနဲ့တင်ခဲ့တယ်ပေါ့နော်ရှစ်ကွက်ထဲမှာကျွန်တော်ညနေမှာခွန်တက်ခွန်ဆိုကျွန်တော်တို့ပါတယ်ပေါ့နော်လုံးပိုင်ခွန်အနေနဲ့ပေါ့နော်အဲ့တော့မနေ့ပြန်အတွက်ကတော့ကျွန်တော်ကတော့ဒါဒုတိယဒီလုံးပိုင်ပေါ့နော်လုံးပိုင်ကတော့ကျွန်တော်စိတ်ကြပေါ့နော်ကျွန်တော်တကယ်ချင်းစိတ်ကြပေါ့နော်စိတ်ကြဒီလုံးပိုင်ကတော့သူက4ရက်5ရက်ကိုသူကြိုက်တယ်ပေါ့နော်4ရက်5ရက်ကိုသူကြိုက်တယ်4အနေနဲ့ဆိုရင်တော့4 3ရက်ပြီးတော့4 5ရက်4ခွန်ရက်4 8ရက်ဆိုပြီးတော့ဒါသူအကြိုက်ကနပေါ့နော်5အနေနဲ့ဆိုရင်တော့5တစ်ကဲ5 3ရက်5 6ရက်5 8ရက်ဆိုပြီးတော့ဒါသူ့ရဲ့စိတ်ကြိုက်ကန8ကွက်ပေါ့နော်ဒါကျွန်တော်တငယ်ချင်းကတောက်ကြနေရအတွက်မနေ့ညနေအတွက်လုံးပိုင်းကတော့ခုနကျွန်တော်ပြောသလိုပဲ5လေးပေါ့နော်အဲ့ဒါမနေ့ပြန်တောက်ကြနေနောက်ဆုံးလေးအတွက်ပေါ့နော်အဲ့တော့အကြိုက်ဒီပဲတူတွေဝန္ဒနာရှင်တွေကထိုးလို့ရတယ်နော်အကြိုက်မတူရင်လည်းဘာမှမဖြစ်ပါဘူးနော်ကဲအားလုံးပဲကံကောင်းကြပါစေဗျာနောက်ဆုံးနေ့မှာနော်